ချစ်တငယ်ချင်းများအားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာဒီကားပိုင်ရှင်ကဘလို့လဲတေပဲတေရှင်နေတာလားတင်းချင်းကောင်းမသွားချင်တယ်လားမသိဘူးကွာဒီမှာယထာလာနဲ့သူလမ်းပိတ်လို့អော်နေတာကိုကားယထာထဲမှာအလေတက်တက်ကိုရက်ထားတာတေရှင်နေလားမသိဘူးနောက်မဟုတ်ချမ်းသာလို့ပဲก้าวหน้าไปมียท่าเนี่ยไปใจชินแต่ละมติการก้าวโลมาแลนตาได้มาอย่าท่าแลนตาได้หลุดด้วยว่าลูต้องขอไล่จ้ะน้ำห้องแน่ๆสู่หน้าไปเปียบอีกตัวดูตัวอย่างใส่เป็นแบนเนี่ยก็อารมณ์กูจีสุติมาได้ขมยา